မိစ္ဆာမငါ့ကိုကြောက်မနေနဲ့ချင်းဖုံးငါ့ကိုအပြစ်မတင်နဲ့တော့အရှုံးဆရာကနောက်ဆုံးအကြိမ်ထပ်မေးမယ်မင်းမိမယူပြီးကလေးမွေးမှလားမမွေးဘူးလားတစ်ဆက်ကလေးတောင်မမွေးနိုင်ပါဘူးဆရာတပည့်ရဲ့အမုန်းသားတိုင်းကအထွတ်ထိပ်ကိုရောက်နေပြီးမိမနဲ့ကလေးဆိုတာတပည့်ရဲ့ဓာဆွဲနှုံးကိုနှိကွေးစေုံပဲရှိလိမ့်မယ်ဟန်ဆောင်ပန်ဆောင်တပည့်မိုက်တတိယကောင်ဆရာနောက်ဆုံးအကြိမ်ထပ်မေးမယ်မင်းကောမွေးမှလားမမွေးဘူးလားမွေးလို့မရပါဘူးဆရာတပည့်ရဲ့စိန်ကူမှာအလွတ်မခံနိုင်တဲ့နတ်တိုင်းကကြောက်စာတိုင်းလိုနှလုံးသားအဆင့်ကိုရောက်နေပြီးမကြခင်မှာဦးမင်းချင်းခင်းတဲ့မတင်မျိုးအဆင့်ကိုတလန်းတော့မှမိမတွေကတပည့်ကိုပြောညံ့သွားစေတယ်တပည့်မိုက်စတုထကောင်မင်းကောမွေးမှလားဆရာလည်းတီတာပဲတပည့်ကအပျော်ပဲမတ်တာအတီတွဲတာမှမဟုတ်တာလူရှုပ်လူပွေကောင်ကြီးအာယုံနောက်ရတဲ့တပည့်အပေါင်းတို့ရာဆရာကိုတနာကြပါဦးဟာဆရာရဲ့မိတ်ဆွေဟောင်းတွေဆိုရင်အခုမြေတုံမြေတန်းမြေတီမြေတုပ်တွေတောင်ရကုန်ပြီငါမှာတော့သူအရင်ခောက်မြေတယောက်တောင်မရှိသေးဘူးအပြင်ထွက်ပြီးလူတကာနဲ့စကားဆက်မိပြောဖို့တောင်မျက်နှာမရှိတော့ဘူးမင်းတို့တွေနေတိုင်းအိမ်ထဲမှာပဲအောင်ပြီးကြင်ကြံမနေကြဘဲနဲ့အပြင်ထွက်လျှောက်လေကြစမ်းပါမိမ3 4ယောက်လောက်ယူပြီးကလေး9 6ယောက်လောက်မွေးလိုက်တာကပုံမမွေးဘူးလားဟင်ဆရာအကိုကြီးကိုပဲမွေးခိုင်းလိုက်လေဟုတ်တယ်သူ့ကိုပဲမွေးခိုင်းလိုက်အကိုကြီးကိုပဲဒုံဒုံချခိုင်းလိုက်တော့ဟာမိစ္ဆာမမင်းပါလာလောက်တာလေကျမဒါနဲ့ဖေဟာစီနီယာကြီးကိုဂါရဝပြုပါတယ်ရုတ်တရက်ကြီးလာနှောက်ယှက်မိတာခွင့်လုပ်ပေးပါရှင်ကိစ္စရှိလို့လားကျမချင်းဖုန်းနဲ့တစ်ခေါက်လောက်တွေ့ချင်လို့ပါသူ့ကိုပြောစရာစကားအနေငယ်ရှိလို့စီနီယာကြီးခွင့်ပြုပေးပါဦးဟေ့မင်းတို့ထင်လားဒီမိမချင်းဖုန်းကိုချစ်နေပြီးသူ့အတွက်ကလေးမွေးပေးချင်လို့နေမှာအခွင့်အရေးကတော့အိမ်ဘဝအထိရောက်လာပြီးဟေ့အကိုကြီးကိုအမြန်ခေါ်ပြီးဒီမိမကိုတင်ခိုင်းလိုက်တော့မင်းတေချာလို့လားအကိုကြီးထွက်လာရင်သူ့ကိုဓာတ်နဲ့ပိုင်းမဖြစ်ဘူးလို့တရက်လေမယားနှောင်ချိုးကတန်ရောစင်အရှိကြီးပဲလေအကိုကြီးကစိတ်တဘောထားနူးညံ့ပါတယ်အဲ့လိုမလုပ်ပါဘူးဟဲအကိုကြီးဆရာကအမြန်ထွက်လာခဲ့ပါဦးနဲ့ဘာကိစ္စဖြစ်လို့လဲသတင်းကောင်းဘာမှမဖြစ်ပါဘူးမရဘူးအကိုကြီးကတိုင်းကျင်တာမအောင်မြင်မချင်းဘယ်တော့မှအပြင်ထွက်မှာမဟုတ်ဘူးငါအလှည့်ပဲအကိုကြီးခမ ्या ကိုအမြဲရန်ဆက်နေတဲ့အဲ့ဒီမိစ္ဆာမကတောင်ပေါ်ထိတက်ပြီးလာတက်ဖို့လုပ်နေပြီးခမ ्या ကိုပစ္စည်းကွေးသူပြောညံ့တဲ့ကောင်လူတောင်ဆဲနေတယ်ဘယ်မှာလဲလူအကြီးကခမ်းမဆောင်တယ်မှာအကိုကြီးနံပါတ်6မင်းကတော့တကယ်ကောင်ပဲကွာညံကောင်းချက်တောက်ငါကသွားမရှာတာဘူးမင်းကပဲအသေးခံဖို့ငါအိမ်ကြီးလာရဲတယ်ပေါ့ငါ့ကိုပစ္စည်းကွေးလို့တောင်ဆဲရဲသေးတယ်ငါတို့ရဲ့တန်ရောစင်တွေပေါ်သူတကယ်ပဲဘာမှမလွန်မောဘူးလားဒါပေမဲ့သူ့ကိုအပြစ်တင်လို့မရပါဘူးသူကမိစ္ဆာစိတ်မိပြီးစိတ်အာရုံတွေပျောက်ဆုံးနေခဲ့တာကိုဒါကြောင့်ငါ့ကိုချင်းဖုံးအဖြစ်မှတ်မိမှာမဟုတ်ဘူးစိတ်မရှိပါနဲ့ကျမရှင်ကိုပစ္စည်းကွေးလို့မဆဲခဲ့ပါဘူးရှင်ကျမကိုတက်ချင်တော့အောင်မုန်းနေမှန်းသိပါတယ်ဒါပေမဲ့ကျမကိုမတက်ခင်တခုလောက်အရင်နားထောင်ပေးပါဒီစက်ကွက်တိုင်းဆိုမိစ္ဆာမလေးတာအချစ်ကိုဖွင့်ပြောလိုက်ရဲ့အကိုကြီးငင်းခွင့်မရအောင်သူတို့နှစ်ယောက်ကိုလင်မယားအိတ်ခမ်းမင်္ဂလာခန်းဆောင်တဲ့တန်းတုံးပို့လိုက်ကြဆိုငါတို့ရဲ့တစ်ချက်တည်းနဲ့အောင်မြင်စေမဲ့စေးနဲ့ငကားဥတွေရှိနေတာပဲရာနှုံးပြည့်အောင်မြင်မှာဟာဟီဟီဟမ်မင်းကဘလို့လက်ကွက်မျိုးသုံးမလို့လဲအဲ့ဒီနေ့ကငကားပုံးရှုံမြောင်းမှာရှင်နဲ့ကျမအတူတူညတာကုန်လုံးခဲ့ပြီးတဲ့နောက်ကျမမှာရှင်ရဲ့ကလေးကိုဝင်ရှိနေပြီမင်းဘာပြောလိုက်တယ်